Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်မိမရဲ့တောင်းဆိုချက်အရာနော်တိုးကြိုပထမအောင်ဆုံးချိန်ကြိုမှာနော်ဒါတရုတ်ကအဲမို့ဒါပဲလေတော့ဒီကလပဲတော့မြန်မာပြည်ကကလပဲလောက်တော့ကောင်းနေမှာကောင်းမကောင်းမှုမရတယ်ကြိုက်တယ်မရှိဘူးကလပဲအဲ့တော့ဟောက်ပြီပဲမမောဘာလို့မလို့ဆိုတော့စကားဆက်အောင်ခဏထားနော်ဒါကိုစကားနဲ့စစ်ဘာလို့ဆိုတော့မုံတိတိညာဝင်ကြည့်မှာထည့်ပြီနော်လိုလေးစစ်မှာနော်ရပြီနော်ဝင်ပြီးသားပဲမုံရှိမယ်နော်ဒီထည့်ကိုကျွန်တော်တို့ကရောင်လေးလာဘူးရောင်လေးလာဆမင်းလေးနဲ့ထည့်ပြီးရင်အရသာရှိအောင်စားတယ်စားနာအဲမုံရစနွေးရစားမှုထားတဲ့မုံလေးတွေကိုခြေထည့်ခြေကိုကျွန်တော်တို့နည်းနည်းစီထည့်ပြီးမှုနော်အခါလေးနဲ့ခြေကိုပုံမထည့်ပြီးလို့ရှိရင်ဒီထဲမှာရေးခံတာပြီးတော့တဲ့ချိန်ကျတော့ရှိတယ်ပြီးတော့ကတော့နာကျွနေထားတဲ့နော်တဲရေကိုဒီရေပွက်လို့ရှိရင်ရေထဲကိုထည့်အဲ့ဒီဒီခါနဲ့စစ်ထည့်နောက်ထည့်ဖြည်းဖြည်းချင်းထည့်ကျန်သေးလားdạ thế cái mấy mà ấy cái giờ gì thôi cái chỉ gặp mùi ăn mà thì đâu thếလေးမှုရမယ်ဆက်မပြတ်မှုရမယ်မီးကိုအလဲအလက်လောက်ပဲထားမယ်နော်မီးရိုင်းမပြင်းနဲ့နော်ဒီရကြလို့ရှိရင်ပဲသိန်းနဲ့ပျောက်တဲ့အထိကိုဝင်မယ်နော်ဆက်မပြတ်မှုညောင်းတယ်ကျွန်တော်ဒီပဲကိုတော့ချက်ဆက်မပြတ်မှုရအောင်ဟုတ်ခုဆိုရင်ဘယ်လောက်ရှိသွားလဲ2မိနစ်3မိနစ်လောက်ရှိတယ်အဲ့ဒါကိုပဲသိန်းနဲ့ပျောက်သွားပြီဆိုတော့ကျိုတဲ့ဟိုကတော့ကျွန်တော်မီးကို1000အားနဲ့ကျိုတယ်ဟိုမီးကိုနည်းအများပေါက်ကိုရှင်းငိမ့်နဲ့မများတယ်ငိမ့်နဲ့မနေဘူးဟုတ်ပြီအဲ့တော့ကျွန်တော်ကတော့ပဲသိန်းနဲ့ပျောက်သွားပါပြီနော်မချခင်လေးပါပေါ့နော်ဒီထဲကိုကျွန်တော်ဘာလုပ်မီးလေးခဏရှော့လိုက်အောင်ရှော့ပြီးတော့ဒီထဲကိုစီလေးထည့်နော်စီလေးထည့်စီကိုကိုယ့်အကူချိန်ထည့်ပေါ့ကျွန်တော်ကတော့
ဒီစပွန်ပေါ့နော်ကျွန်တော်တော့နှစ်ဆုံးစာလောက်တော့ထည့်မယ်လို့တွေးထားတယ်တော်ပြီနော်လောက်တော်ပြီရလောက်ပြီထင်တယ်ဒါနည်းနည်းတမသွားပြီနဲ့တော့ဒီဆိုရင်ချတော့မယ်ဖြစ်အသားအချင်းရလဲကျွမ်းမိတန်းလေးချင်းဖြစ်နေပြီဆိုတော့ဒါ ready ဖြစ်ပြီပေါ့နော်ဒါကိုကျွန်တော်အေးခံတော့မယ်ချပါပြီစီတုတ်ထားတဲ့ဘန်းလေးတွေကိုကျွန်တော်ထည့်လိုက်ပါပြီပေါ့နော်ကိုကြိုထားတဲ့ဟာကိုအဲ့ဒီဘန်းလေးတွေကိုထည့်အစီတုတ်ထားတဲ့ဘန်းလေးတွေကိုဒါတူဘူးလေးကိုထည့်ပြီးခုနောက်ဆုံးနဲ့လှအောင်ဒီလေးကြီးနော်ဒါကိုကျွန်တော်အေးခံမယ်အေးခံပြီးလို့ရှိရင်ဒီဒါကိုစဉ်းစားဖြစ်ပြီးတော့ကြာကဲခုနတူဘူးကြိုပြီးတော့ဒါတူဘူးဖြစ်သွားပြီပေါ့နော်အေးခံထားတာလောက်ကြာတစ်နိုင်ခွဲ2နိုင်လောက်တော့ကြာပြီပေါ့နော်ဘန်းနဲ့အေးသွားပြီတူဘူးလုံးနဲ့ဖြစ်သွားပြီတူဘူးဖြစ်မှဖြစ်တိတ်တက်ကြီးနဲ့ဆန်းကြည့်ကြတယ်ဒီမှာအောင်လုံးဖြတ်ပြီနော်ဘယ်တန်းဆိုတော့ဘယ်လက်နဲ့ပဲလှီးရပေါ့ဖြစ်ပါလေဗျာဒီမှာဖြစ်တယ်နော်ကိုလောက်ကိုစားကိုလောက် ဟုတ်လား အောင်နေချက်ပဲ အဲ့ဒီနဲ့ နိုင်ငံခြားမှာခုလိုမျိုးတုပ်ဘူးတုပ်စားလို့ဆိုလွယ်ရမဟုတ်ဘူးကိုယ့်အကူစက်တက်ပတ်နဲ့လုံးမစားရတာအဲ့တော့ကောင်းကောင်းမကောင်းကောင်းစားဟာလားဝယ်ထားလို့ဒီမှာမရှိဘူးစားပြီနော်